Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အာကာဖြစ်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော် Lipo 4 battery နဲ့ lithium battery ပေါ့နော်ဒီဟာကိုဘယ်လိုကျွန်တော်ဘယ်လိုခွဲခြားမလဲပေါ့နော်ကျွန်တော်တာမန်တော်တော်များများကတော့ဒီ Lipo 4 တွေ lithium တွေကကြတော့ပုံမှန်တာမန်လူတွေနေနေဆိုလို့ရှိရင်တိဖို့ကနည်းနည်းတော့ခက်ခဲလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်ဘယ်လိုခွဲခြားနိုင်လဲဆိုတော့ကျွန်တော်ဒီမှာ Lipo 4ကိုကျွန်တော်တို့ကဘို့အပေါင်းတို့ကိုကျွန်တော်တို့ကမီတာလေးနဲ့ဘို့မီတာလေးနဲ့တိုင်းကြည့်လိုက်ရရှင် Lipo 4က 3.2 volt ပတ်ချလဲမှာရှိပြီးတော့ lithium battery ကိုကျွန်တော်တို့ကအပေါင်းတို့ကိုကျွန်တော်တို့ဘို့မီတာလေးနဲ့တိုင်းကြည့်မယ်ဆိုတော့ 3.7 ပတ်ချလဲမှာရှိတယ်ပေါ့နော်ဒီလိုအားဖြင့်ကျွန်တော်တို့က Lipo 4လား lithium လားဆိုတာကိုကျွန်တော်တို့သိနိုင်မှာဖြစ်ပါတယ်ဗျအဓိက Lipo 4နဲ့ lithium နဲ့ခွဲဖို့ဆိုရင်ကျွန်တော်တို့ကတချို့တွေကြတော့ကုန်းနံပါတ်တွေလိုက်ဖတ်မယ်ဒီမှာရှိတဲ့ကုန်းနံပါတ်တွေကိုဖတ်မယ်အဲ့ဒါတွေထက်ဆိုင်ရင်ကျွန်တော်တို့ပုံမှန်တာမန်လူတွေအမြန်ဆုံးနဲ့အလွယ်ကူဆုံးသိဖို့ကဗို့မီတာလေးကိုယူလိုက်ယူပြီးအပေါင်းတို့မှန်အောင်တက်လိုက်ပြီးတိုင်းကြည့်လို့ 3.7 ဗို့ပတ်ချလဲမှာရှိနေတယ်ဆိုရင်တော့ဒါက lithium battery ဖြစ်ပြီးတော့ 3.2 ဗို့ပတ်ချလဲမှာရှိနေဆိုတော့ Lipo 4 battery ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့သိနိုင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်